မြန်ကြီးကိုဆရာတော်နဲ့ဇင်းကြိုက်တောင်ကဝိဇ္ဇာအစည်းအဝေးဆိုတဲ့ထူးခြားစမ်းကျဲဖြစ်ရမှန်အကြောင်းကိုတင်ဆက်ပေးကြပါမယ်ဗျာတခုသောလပြည့်ညအကျုံညညတညမှာတော့မြန်ကြီးကိုဆရာတော်ဟာသူ့ရဲ့ကြောင်းမှာရောင်းနေတဲ့သူ့ရဲ့ဆွေမျိုးလေးဖြစ်တပည့်လေးဖြစ်တဲ့ဦးစိန်စုသူနဲ့စကားထိုင်ပြောရင်းကောင်းကင်မှာထင်ထင်သားနေတဲ့လာမင်းကြီးကိုကြည့်ပြီးတော့ထူးဆန်းဆန်းမိန်လိုက်ပါလေမောင်စိန်မနက်ဖြန်တစောင်းတိုင်းလာပြည့်နေရောက်ရင်ငါစီးဝေးတော့တက်စရာရှိတယ်ကွအဲ့ဒီကမောင်စိန်ကတာမန်ပဲသဘောထားပြီးတော့အရှင်ပြဘယ်ကိုတော့မှလဲဘာစီးဝေးလဲဖေစင်းကြိုက်တောင်ကဝိဇ္ဇာအစီအဝေးပေါ့ကွာမောင်စိန်ကတော့ဆရာတော်စကားနားထောင်ရင်နောက်ရပဲလာပြည့်နေရောက်နေပြီဆိုတော့ဆရာတော်ဘလို့လုပ်ပြီးစင်းကြိုက်တောင်ကိုအစီအဝေးအမိသွားမလဲတွေးပြီးတော့မမီတော့မှကိုခံမှန်းမိတာကြောင့်စိတ်ပူပြီးဟာအရှင်ပြရက်ကကတ်နေပြီဘာနဲ့တော်မှလဲကားနဲ့လားရထားနဲ့လားအဲ့ဒီကဆရာတော်ဟာတခုခုကိုစဉ်းစားနေပါတယ်ခဏကြာတော့မိတ်ပါတယ်အေးမနက်ဖြန်ရန်ကုန်သွားပြီးအစင်ပြေတာနဲ့သွားကြတာပေါ့ကွာအမေအစင်သက်သာပြင်ထားပါဆရာတော်ကအမေရှိတာကြောင့်ကြောင်းပေါ်ပြန်ကြွသွားပါတယ်မောင်စိန်တွေးနေတာကဆရာတော်ကခရီးသွားမှာကြိုမပြောပဲဘုံစားကြီးခုမှထပြောရတယ်လို့ထင်မိပါတယ်ကျောင်းကလူတွေကလည်းဆရာတော်ခရီးသွားမှာဘာမှပြောတတ်မကြောက်မိပါဘူးဒါနဲ့မောင်စိန်နဲ့ဆရာတော်ရဲ့သင်္ကန်းနှစ်စုံနဲ့သူ့ဝတ်စားတွေထက်မနက်ဖြန်ခရီးထွက်ဖို့အစဉ်သင့်ပြင်ထားပါတယ်နောက်တနေ့မနက်မှာတော့အစောကြီးထပြီးဆရာတော်ကရန်ကုန်ကိုဆက်လက်စီးပြီးသွားကြပါတယ်ရန်ကုန်ကိုရောက်တာနဲ့ရန်ကုန်ဘူတာကြီးကိုတန်းသွားပါတယ်ဘူတာကြီးကနေမော်လမြိုင်ရထားစီးဖို့ထွက်သွားခြင်းဖြစ်ပါတယ်ဒါပေမဲ့မော်လမြိုင်ရထားကထွက်ပြီးဖြစ်တာကြောင့်ရထားအမိသာမြင်လိုက်ရပါတယ်ရထားမမီတော့ပါဘူးဒါနဲ့ကားနဲ့သွားမယ်ဆိုတော့လေအဲ့ဒီခေတ်ကခုလိုကားတွေမပေါ်တဲ့အတွက်ကားလက်မှတ်လည်းမရှိတော့ပါဘူးဆရာတော်ကတော့ခက်အေးအေးပါပဲမောင်စိန်ကတော့စိတ်ပူနေပါပြီမမီတော့လေဘာတက်နိုင်မလဲကွာအေးစေးပေါ့ငါတစ်ဖက်အိမ်သွားထည့်ကြတာပေါ့မောင်စိန်ကဆရာတော်တမင်ရထားနဲ့ကားမမီအောင်လာစလားလို့တောင်ထင်မိပါတယ်ဆရာတော်လိုပုဂ္ဂိုလ်ဟာသွားခြင်းရင်လာခြင်းရင်သွားလို့အဆင်ပြေတာကိုတပည့်အားလုံးအသိပါအခုလိုရထားရောကားရောမမီတဲ့အဖြစ်ကအတော်လေးထူးဆန်းနေပါလေဒီလိုနဲ့တောင်မြင်းပြန့်ငွေနှန်းကဆရာတော်ရဲ့တပည့်တယောက်အိမ်မှာသွားတဲပါလေအခုတာမွေရက်ပါအဲ့ဒီအိမ်ဟာနှစ်ထပ်တိုက်တလုံးဖြစ်ပြီးအင်ရှင်တွေကဆရာတော်ကိုအလွန်ယုံကြည်သူတွေဖြစ်ပါတယ်လူလီသေးလေးမရှိစီစဉ်ပေးပါတယ်အပေါ်တဲ့တစ်ထပ်လုံးကိုဆရာတော်ကိုကြောင်းဖြစ်သတင်းသုံးခွင့်ပြုပါတယ်ဆရာတော်ကအေးစစ်စစ်ပဲအင်ရှင်တွေနဲ့စကားပြောနေတာကြောင့်မောင်စိန်ရဲ့စိတ်ထဲခိုးလို့ဖြစ်နေပါတယ်ဆရာတော်ကဇင်းကျိတ်တော်အစီအဝေးဒီညအမိတက်ရမယ်လေပြောတယ်ခုတော့ဘလို့မှမမိနိုင်တာဘာမှလည်းစိတ်မပူဘူးအေးစစ်စကားတွေပြောနေပါလားလို့တွေးပြီးတယောက်တည်းမတင်မကျဖြစ်နေပါတယ်ဒါပေမဲ့ဆရာတော်ဟာစကားကိုမမှန်ပဲဘယ်တော့မှမပြောတာကိုလည်းသိထားတာကြောင့်လာရင်ကိစ္စကိုအလုံးမသိချင်နေမိပါတယ်ဆရာတော်ကမမေးရတာကြောင့်အောက်ဤနေရပါတယ်ဆရာတော်ကတော့ဘာပူပင်မှမရှိလာဖူးသမျှဧည့်သည်တွေနဲ့စကားတွေကောင်းနေပါတယ်ညဘက်အိမ်အောင်တော့ဆရာတော်ကဖျားစင်ရှင်မှာကြေးပြီးမောင်စင်ကဆရာတော်ချင်းမှာကန့်လန့်အိတ်စားချင်းတော်တွေထောင်ပေးပါတယ်အဲ့ဒီအတွက်အိမ်ရင်းဆရာတော်ကိုအကဲခတ်ပြီးကြည့်နေပါတယ်ဆရာတော်ကတော့တရားဟန်ပြီးအေးဆေးဆေးကြေးနေပြီမဲ့မောင်စိန်ကတော့အိမ်မပြောပါဘူးဆရာတော်ထံကဟောက်တန်အောင်ကြားနေရပါတယ်အိမ်မပြောတော့မောင်စိန်ဟာပရင်းပေါက်ကနေမြင်ရတဲ့လာမင်းကြီးကိုကြည့်ရင်ဆရာတော်ဟာဘလို့အစည်းအဝေးတက်မဲ့အကြောင်းတွေးမိနေပါတယ်ပရင်းပေါက်ကဖြာချလာတဲ့လာရောင်နဲ့ဆရာတော်ရဲ့အခြေအနေကိုအကဲခတ်ရင်ည7:00 နာရီထိုးတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီချိန်မှာဆရာတော်ထံကဟောက်တန်ဟာရုပ်ခနဲ့တိကနေရပြီးတစ်ချိန်နဲ့တက်နေမှာစလိုက်ထိုးလိုက်သူတို့ဒင်းနေမိပြီးရုပ်ရှင်ပိတ်ကားကြီးတွေပေါ်လိုက်ပါတယ်မောင်စိန်ဟာတက်နေမှာစလိုက်ထိုးရတဲ့ရုပ်ရှင်ပိတ်ကားလိုအရာကြီးကိုတန်တော်ထကြည့်လိုက်ပါတယ်ဘာမှမပြောမိပါဇက်ကအာစီးထည့်ထားသလိုပါစိမ့်ဆူသားရလှပနေတဲ့တောင်ကြီးတောင်ပေါ်မှာအလွန်ကြီးမားတဲ့မန်းနဲ့ကြီးတစ်ခုထိုးထားပါတယ်အဲ့ဒီမန်းနဲ့နှစ်ဖူးစီမှာတော့ဇင်းကြိုက်တောင်တော်ဝိဇ္ဇာအစီအဝေးဆိုတဲ့စာတန်းကြီးထိုးထားပါတယ်မန်းနဲ့ထဲမှာဝိဇ္ဇာဆိုကြီးတပတ်တီတွေနဲ့တကွဆရာတော်ကြီးတွေအဖြူဝိအညိုဝိဘိုးတော်တွေပုဂ္ဂိုလ်ထူတွေအိုးသူတို့စင်းတွေများပြားလာပါတယ်ပြားပန်းခမစီကားလျက်ရှိပါတယ်အဲ့ဒီသူတော်စင်းတွေဟာလူများလိုပဲတယောက်နဲ့တယောက်ပြန်လည်နှုတ်ဆက်စကားပြောရီမောနေပါတယ်မောင်စိန်ကအလွန်အံ့ဩတာကြောင့်ပါဇက်ဟောင်းလုံးနဲ့မယုံနိုင်ပွဲမျက်တောင်မခက်နဲ့ကြည့်နေပါတယ်ဒီသူတော်စင်ပုဂ္ဂိုလ်လူများတဲ့မောင်စိန်မြည်ဘူးတာတွေလည်းရှိတယ်မမြည်ဘူးတာတွေလည်းရှိတယ်နာမည်ကြီးဆရာတော်ကြီးတွေလည်းတွေ့ရပြီးအရင်တော့ကနာမည်ကြီးရဟန္တာများလို့ဓာတ်ပုံထဲမှာသာမောင်စိန်ဖူးရပြီးမမီလိုက်တဲ့ဆရာတော်ကြီးတချို့လည်းတွေ့ရပါတယ်မန်းနဲ့ထိတ်မှာတော့စင်မြင့်တစ်ခုရှိပြီးထိုင်ခုံတွေချထားပါတယ်အဲ့ဒီထိုင်ခုံပေါ်မှာတော့
မောင်စိန်ဘလို့မှထင်မှတ်မထားတဲ့အရာကိုတွေ့လိုက်ရပါတယ်တခြားမဟုတ်ပါဘူးဆရာတော်ပါဆရာတော်ဟာခုံတလုံးပေါ်မှာအေးဆေးထိုင်နဘေးကပုံကိုယ်တွေနဲ့စကားလက်ဆောင်ကြနေကြမှာမောင်စိန်လည်းမယုံနိုင်တဲ့ကြောင့်မျက်လုံးတွေကိုအသေးချပုတ်ပြီးကြည့်မိတော့ဆရာတော်မှဆရာတော်အစ်စ်ဆရာတော်ကိုကမဲကရန်လှမ်းကြည့်တော့ဆရာတော်ကငြင်းတက်တက်ကျင်းနေစေပါဒါဆိုနေရာပေါ်မှာပေါ်နေတာဘာတွေလဲမောင်စိန်ဟာအိမ်မက်လာတကယ်လားလို့ကိုယ့်ပုံကိုထောင်းကြည့်တော့အလွန်နာကျင်တာကြောင့်ဒါအိမ်မက်မဟုတ်တာသိကြပါတယ်မောင်စိန်ဟာစိတ်ဝင်စားလို့အသက်ရှင်ပင်ရှူဖို့မေ့နေပါတယ်မိမိဘဝတသက်တာမှာတခါဘူးမြအိမ်မက်ပင်မှတ်ဖူးခြင်းမရှိတဲ့သူတော်စင်တွေယဟန္တာပုဂ္ဂိုလ်တွေဝိဇ္ဇာတွေကိုအခုလိုတနေရာထဲမှာဆုံဆုံညီညီတစုတူတဲ့ဖူးတွေ့ခင်ရတဲ့ဟာအလွန်ပီတိဖြစ်ပြီးကြက်သိမ်းနေထားလာပါတယ်မောင်စိန်ဟာကြုံတော့ကြုံခဲကုသကန်ထူတဲ့မိမိရဲ့အမြင်တွေပျောက်ဆုံးမှကိုစိုးရိမ်မိတာကြောင့်အသေးချာကြည့်နေတော့မှရှိပါတယ်အစည်းအဝေးစတော့မဲ့ပုံနဲ့အားလုံးနေရာယူနေရင်ရုတ်တရက်နေရာဘောကရွှေရှင်ပိတ်ကားကြီးပျောက်ကွယ်သွားပါတယ်ဆရာတော်ကိုကြည့်လိုက်တော့လေငြင်းတက်တက်ပဲကျင်းနေပါတယ်အဲ့ဒီခါမှာမောင်စိန်လည်းစိတ်တုံးချအိမ်မယ်လို့ကြံရတော့ဆရာတော်ထမဟောက်တန်ကိုကြားလိုက်ရတဲ့အတွက်မောင်စိန်သိကျင်တာလည်းသိလိုက်ရပြီးအလွန်ကျဉ်တဲ့ပီတိဖြစ်မိပါတယ်ဆရာတော်ဟာရန်ကုန်ကိုပြင်ပန်းခံမကြွပဲဖုန်းကြီးเจ้าမှာပြလဲရရင်သားနဲ့ဘာကြောင့်ပြင်ပန်းခံပြီးရန်ကုန်ကိုကြွဘူတာကြီးတွေကားဂိတ်တွေတွားမှန်းစဉ်းစားမရပါဘူးမောင်စိန်ကြောက်ဘူးလို့ပုဂ္ဂိုလ်ထူတွေကရုံနဲ့နံခွဲခီးသွားလို့ရတဲ့ကြားဘူးပဲမဲ့အခုမှလက်တွေ့မြင်မှုချင်းဖြစ်တာကြောင့်ဘာကြောင့်ဆရာတော်ကြွလာတာကိုလည်းမတွေ့တတ်ပါဘူးနည်းနည်းလင်းတော့မောင်စိန်ဟာဆရာတော်ကိုမေးပါတယ်ဆရာတော်ကအေးစစ်စစ်ပဲမင်းညငါ့ကိုတွေ့လာกว่าလေတင်မဖေဟာတပည့်တော်အလွန်ချီညိုဝမ်းမြောက်ပါလေအိုးမင်းကကုသကန်ထူတဲ့ကောင်မတွေ့ရတာမင်းကနောက်တစ်ချိန်သာသနာပြုအောင်မအောင်ကမောင်စိန်ရဒါနဲ့အရှင်ဖေဟာရန်ကုန်ကိုပြင်ပန်းခံကြွမလာလဲဖြစ်ရသားနဲ့ဗျာအဲ့ဒီကဆရာတော်ကမောင်စိန်သိကျင်နေတဲ့အကြောင်းကိုသိတာကြောင့်အေးလေမင်းမရထားနဲ့ကြွမလာကားနဲ့ကြွမလာမေးပြီးတော့ဒါကြောင့်ကြွလာတာလေအဲ့ဒီခါမှမောင်စိန်တယောက်ဝိဇ္ဇာတက်ကိုမသိပဲမိမိတဲ့မိမိပါဇက်ကိုမိမိနှောင်တရမိပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်နဲ့မောင်စိန်ရန်ကုန်ကနေဖုန်းကြောင်းကိုပြန်လာခဲ့ပါတယ်ဝိဇ္ဇာတက်ကိုမောင်စိန်အတိအကျမသိပေမဲ့မိမိစကားကြောင့်ဆရာတော်နဲ့သူရန်ကုန်သွားတဲ့အကြောင်းအားဆရာတော်ရဲ့တပည့်တွေကိုမမောနိုင်မပန်းနိုင်ပြောပြနေတာကိုတော့ချင်းနဲ့ပီတီဖြစ်လျက်ရှိပါတယ်အခါတရံမှာတာမန်လူတို့အသိဉာဏ်နဲ့လိုက်လို့မမီတဲ့ပုံကိုထူရဲ့ဂမ်ဘီယာဆန်တဲ့အဖြစ်တွေဟာအလွန်ပင်စမ်းကြယ်ပေးတဲ့အကြောင်းအရာများလည်းမယုံနိုင်အောင်ရှိနေတယ်ဆိုတဲ့အကြောင်းလေးတင်ဆက်ပေးလိုက်ပါတယ်ဗျာ